မင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ဘက်ထရီတက်တဲ့ခါကျအပေါင်းဘက်ကရင်တက်လားနှုတ်ဘက်ကရင်တက်လားဆိုတာလေးကိုမျှဝေခြင်းပါတယ်ကျွန်တော်တို့ကောင်းမှာပဲဖြစ်ဖြစ်ဆိုလာမှာပဲဖြစ်ဖြစ်အင်ဗာတာမှာပဲဖြစ်ဖြစ်ဘက်ထရီတက်တဲ့ခါမှာအရင်ဆုံးအပေါင်းဘက်ကိုအရင်ဆုံးတက်စင်ပါခင်ဗျာပြီးမှနောက်ဆုံးမှအနှုတ်ကိုတက်ပါ24 volt ဆိုရင်လည်းအရင်ဆုံးအလဲက join ချိုးကိုချိတ်ပြီးရင်အပေါင်းကိုတက်ပြီးမှအနှုတ်ကိုတက်ပါခင်ဗျာ။ဘာကြောင့်လဲဆိုတော့အနှုတ်ကိုတက်ပြီးသားဖြစ်နေရင်ကျန်တဲ့အပေါင်းခလုတ်တက်တဲ့အချိန်မှာမီးပွင့်နိုင်လို့အိုးကွဲတာမျိုးဖြစ်နိုင်ပါတယ်။ဒီလိုမီးပွင့်တာကနေကောက်ွယ်ဖို့အိုးကွဲတာမျိုးဖြစ်နိုင်ခြင်းနဲ့ဖို့အတွက်ကျွန်တော်တို့ဖြုတ်တဲ့အခါမှာလည်းအနှုတ်ဘက်ကနေအရင်ဖြုတ်တင်ပါတယ်ခင်ဗျာ။ပြီးမှအပေါင်းကိုဖြုတ်ပါလို့အကြံပေးပါရစေခင်ဗျာ။